အခုထိတ်စီးနဲ့နောက်ပိတ်ရပြီဆိုတော့ကျွန်တော်ဆက်ပြီးတော့အလဲကိုပြပေးမှာပေါ့နော်အလဲကြတော့ဘယ်လိုလဲဆိုလို့ရှိရင်တေချာကြည့်ပြီနော်နည်းနည်းတော့ရှုပ်နေပြီတေချာအောင်စိုက်ပြီးကြည့်ပေးပါနော်အလဲကဘယ်လိုလာလဲဆိုလို့ရှိရင်သူက3ခွန်ဆိုတဲ့ကဏ္ဍကခွန်ဆိုတဲ့ခလေကဏ္ဍကဒီခွန်ကဒီဘက်ချမ်းမှာဒီလေးလုံးပေါင်းတေချာကြည့်ပေးပါနော်ရှုပ်တော့ရှုပ်နေတွန်းနေကဒီလေးလုံးပေါင်း2ရယ်6ရယ်6ရယ်3ရယ်ဒီလေးလုံးပေါင်းရင်လေခွန်ဝိုင်းဖြစ်ရမှာခင်ဗျဒီခွန်ကြောင့်ဒီလေးလုံးပေါင်းခွန်ဖြစ်တယ်နော်ခွန်ဖြစ်ဖို့6ရယ်6ရယ်2ရယ်4 3နဲ့ပေါင်းတော့ခွန်နော်ပြီးတော့ဒါတပင်အောက်မှာလဲဆက်သွားမှာဒီ6ကြောင့်ဒီဘက်လေးလုံးပေါင်းလဲ6ပဲဖြစ်ရမှာခင်ဗျနည်းနည်းအောင်စိုက်ပြီးကြည့်ပေးပါခင်ဗျ6ရယ်3ရယ်9ရယ်1ရယ်လေးလုံးပေါင်း6ဖြစ်တယ်ဒီ6ကြောင့်လဲဒီမှာ6ဖြစ်တယ်ဒီခွန်ကြောင့်လဲဒီလေးလုံးပေါင်းချင်းခွန်ဖြစ်တယ်အောက်ကိုကျွန်တော်ဆက်ကြည့်မှာဒီ2ကြောင့်ဒီဘက်လေးလုံးပေါင်း2ဖြစ်ရမှာခင်ဗျနှစ်ဖြစ်ဖို့အတွက်ကအပေါ်မှာ1ရယ်2ရယ်2ရယ်4နှစ်ဖြစ်ဖို့အတွက်ကျွန်တော်တို့8ဆိုတဲ့ကဏ္ဍလိုတယ်ခင်ဗျ8ထဲမှာသာရင်ကျွန်တော်တို့နှစ်ဖြစ်မှာခင်ဗျကျွန်တော်ပြန်ပြပေးမယ်နော်အပေါ်ကနေဒီခွန်3ခွန်ရဲ့ခွန်ကဒီဘက်ချမ်းမှာ2ရယ်6ရယ်3ရယ်6ရယ်ဒီလေးလုံးပေါင်းဒီခွန်ကြောင့်ဒီမှာလက်ခွန်ဖြစ်တယ်တပင်နော်963ဆိုတဲ့ကဏ္ဍခလေဒီဘက်ချမ်းမှာ6ရယ်3ရယ်9ရယ်1ရယ်ဒီလေးလုံးပေါင်းဒီလေ6ပဲဖြစ်ရပါမယ်နောက်မှလည်းဒီလိုပဲအောက်မှာဒီမှာ2ခွန်ဆိုတဲ့ကဏ္ဍခလေ2ကဒီဘက်ချမ်းမှာဒီဘက်လေးလုံးပေါင်းမှာ1ရယ်2ရယ်2ရယ်8ရယ်ပေါင်းရင်2ပဲဖြစ်ရမှာနော်ဒါခလေကိုပထမတစ်ချက်ချုပ်လာပြီနောက်တစ်ချက်ကျွန်တော်ထပ်ပြပေးပါမယ်ဒီ2663ဒီကဏ္ဍရဲ့ဘေးနာကဒီ9ဆိုတဲ့ကဏ္ဍကဒီ9ဒီဘက်ချမ်းကကျွန်တော်အပြာနဲ့ပြပေးမယ်နော်ရှုပ်နေလားမသိဘူးတော်ရှုပ်နေပြီဒီဒီဘက်ချမ်းက9ရယ်4ရယ်ဒီခလေပေါင်း9ရယ်4ရယ်6ရယ်ပေါင်းဒီ9ဖြစ်နေတယ်ဒီ9ကြောင့်မြင်လားမသိဘူးကျွန်တော်ဒီ9ကြောင့်နော်ဒီ9ကြောင့်9ရယ်4ရယ်6ရယ်9ဖြစ်တယ်နော်ဒီ9ကြောင့်9 4 6ဖြစ်တယ်နောက်တစ်ပြင်ဆက်သွားမယ်ခုန63919ရဲ့ဘေးနာကဒီ6ဒီ6ကြောင့်ဒီ8ရယ်ခွန်ရယ်1ရယ်3လုံးပေါင်းချင်းဒီ6ဖြစ်တယ်နော်အပေါ်မှာကဒီ9ကြောင့်9ရယ်4ရယ်6ရယ်9ဖြစ်တယ်ဒုတိယမှာကဒီ6ကြောင့်8ရယ်ခွန်ရယ်1ရယ်6ဖြစ်တယ်အောက်ပြင်ကိုဆက်သွားမှာ1ဘေးနာကဒီ4ကြောင့်ဒီ8ရယ်ဒီ8ရယ်3လုံးပေါင်းဒီ4ဖြစ်တယ်3မိနလုံးတူတယ်နော်ပြန်ပြမယ်မရှင်းမလားတော့မသိဘူးနော်ပြန်ပြမယ်ဒီ9ကြောင့်9ရယ်4ရယ်ခလေတိုင်း6ရယ်ဆိုရင်9ဖြစ်ပေးတယ်နော်နောက်တစ်ပြင်ဆက်သွားမယ်ဒီ6ကြောင့်ဒီ8ရယ်ဒီခွန်ရယ်ဒီ1ရယ်6ဖြစ်တယ်နော်နောက်တစ်ပြင်ဆက်သွားမှာဒီ4ကြောင့်ဒီ8ရယ်ဒီအလေ8ရယ်3လုံးပေါင်း4ဖြစ်တယ်နော်အဲ့ဒါကျွန်တော်နောက်ပြီးတော့ကျွန်တော်တစ်ခါပြန်ချုပ်ပြပေးအောင်နော်ဒါ2839ဆိုတဲ့ကဏ္ဍကပေါ်နေပြီဒါပေမဲ့ကျွန်တော် break တစ်လုံးနဲ့ကျွန်တော်ထောက်ပြပေးမယ်